ကယ်၍တယောက်ယောက်ကတင့်ကိုစပိတ်နဲ့တမင်တက်တိုက်ဖို့ကြိုးစားလာရင်တင်းဘလို့ခုခံမလဲထိတ်တန်းလူသက်သမားတယောက်အတွက်တော့ကွန်ပါခန့်ဖတ်စာရေးကိရိယာကြီးပေါ်မေလီဆွဲသည့်ခွာတစ်ခုရှိုံနဲ့တင်လုံလောက်ပါတယ်အဲ့ဒီလူမသိတာတစ်ခုကတော့ဒီလိုတာမန်ရိုးရှင်းပုံရတဲ့အလဲတန်းចောင်းသားလေးဟာတကယ်တော့ဇီဝလက်နက်တစ်ခုရဲ့တိုက်ခိုက်မှုကိုခံခဲ့ရလို့ခန္ဓာကိုယ်ကဆယ်ကျော်တက်ရွယ်ကိုပြန်ပြောင်းသွားတဲ့မှောင်ခိုလောကရဲ့တဏှာကြီးလာကျေးစားလူသက်သမားတယောက်ဖြစ်နေတာပါပဲသူ့ခန္ဓာကိုယ်ကိုမူလအတိုင်းပြန်ဖြစ်စေမဲ့ဖြစ်စေကတော့သူ့ရဲ့အတန်းဖော်အဲလာဝါရဲ့လက်ထဲမှာရှိနေပါတယ်ဘာလို့လဲဆိုတော့အဲ့ဒီဇီဝလက်နက်ကိုတီထွင်ခဲ့တဲ့ကုမ္ပဏီကအဲလာဖေပိုင်တာမို့လို့ပါဖြစ်စေကိုအမြန်ဆုံးရနိုင်မဲ့နီလန်းကတော့အဲလာရဲ့စုရထားတဲ့သူတို့တာလောင်ဖြစ်လာဖို့ပါပဲအဲလာအဖေကသူမရဲ့အနက်ခင်ပွန်းဒီဟာကုမ္ပဏီကိုဆက်ခံရလိမ့်မယ်လို့ခုတင်ပဲကြီးညာထားခဲ့တာကိုဒါပေမဲ့အသက်40အရွယ်အမျိုးသားတယောက်ဖြစ်တဲ့လီယိုအတွက်တော့အလဲတန်းကျောင်းသူလေးတယောက်နဲ့တွဲဖို့ဆိုတာလုံးဝလက်ခံနိုင်စရာမရှိပါဘူးအဲလာကကျောင်းမှာအရန်ရေပန်းစားတာကြောင့်လီယိုကတော့လောလောဆယ်ဘေးကနေပဲစောင့်ကြည့်ဖို့ဆုံးဖြတ်ထားပါတယ်ဒီလိုနဲ့စောင့်ကြည့်နေရင်ကြားထဲမှာသူဟာစာပေတင်ကြားခြင်းကိုတကယ်ပဲသဘောကျလာခဲ့တယ်ငငယ်တုန်းကရှောက်လေပြီးအချိန်ဖြုံးခဲ့တာမို့သူကအခြေခံတင်ချတွက်ချက်မှုတွေကိုတော့မလုပ်တတ်ပါဘူးကံကောင်းထောက်မှတ်စွာနဲ့ပဲအတန်းထဲမှာသူ့ကိုစာကူတင်ပေးဖို့စေတနာဝန်ထမ်းလုပ်ပေးတဲ့ကူညီတက်တဲ့အတန်းဖော်လူကတ်ရှိနေခဲ့ပါတယ်လူကတ်ရဲ့အကူအညီနဲ့အတူလူကြီးတယောက်ရဲ့ရှုထောင့်ကနေချင်းကပ်တင်ယူခဲ့တာကြောင့်လီယိုဟာသူ့ရဲ့ပထမဆုံးတင်ချစာမှုပွဲမှာရမှတ်တရားပြည့်ရရှိခဲ့ပါတယ်လူကတ်ကိုကျေးဇူးတင်တဲ့အနေနဲ့လီယိုကစားတောက်ဆိုင်မှာလိုက်ကျွေးချင်ခဲ့တာပါအဲ့ဒီအချိန်မှာလူတယောက်ကသူ့တို့ဇပွဲကိုရုတ်တရက်ဝင်တိုက်မိပြီးလူကတ်ရဲ့လက်တော့လာတာပေါ်ကိုကော်ဖီတွေဖိတ်ချသွားခဲ့တယ်အဲ့ဒီလူကလမ်းကောင်းမကြည့်ပဲရှောက်လာတာဖြစ်ပေမဲ့ဇပွဲမှာထိုင်နေတဲ့သူတို့နှစ်ယောက်ကိုပဲအဖြစ်ပုံချပါတော့တယ်